ဒီနေ့ကတော့ဈေးမရောင်းပဲနဲ့အသီးကူပြမှာဖြစ်ပါတယ်။ဘာအသီးတွေလဲဆိုလို့ရှိရင်တော့လိုက်ကြည့်လိုက်ပါ။ခုမြင်နေရတာတွေကချင်းကားအသီးကိုမှချစ်ပူချင်းကားလို့ခေါ်တဲ့ချင်းကားအသေးသေးလေးတွေဖြစ်ပါတယ်။သူကအလုံးရည်အတွက်နဲ့ရောင်းရတာမဟုတ်ပဲနဲ့ပိတ်တာနဲ့ရောင်းရတဲ့အသီးပဲဖြစ်ပါတယ်။ဒီပိတ်တာကို800 900လောက်ထိဈေးရှိပါတယ်။ဘယ်လိုမျိုးခုလဲဆိုတာကတော့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။အဲ့လိုမျိုးစင်ကတော့ဟိုဘက်ဒီဘက်တိုင်ထောင်ပြီးတော့အပေါ်တွေမှာပါအနွယ်တွေပြေးလို့ရအောင်ကြိုးခတ်ပေးထားရတာဖြစ်ပါတယ်။အဲ့လိုအမဲလေးတွေဆိုရင်ကတော့မလိုပါဘူး။ခုပြီးတော့နှုတ်ပြခဲ့ပါတယ်။ကျွန်တော် vlog လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဟုတ်မြတ်